မန်နူရယ်တိုင်းနဲ့ကွန်ထရိုလာတိုက်ဆိုပြီးတော့နှစ်မျိုးရွေးချယ်ဝယ်ယူနိုင်မဲ့တဘာစီရဲ့မြင်းကောင်ရီ100ထွန်ဆက်မင်္ဂလာပါခင်ဗျကျွန်တော်အခုမြင်တွေ့နေရတဲ့ထွန်ဆက်လေးကတော့တရုတ်နိုင်ငံထုတ်တဘာမက်စိတ်စီရဲ့မြင်းကောင်ရီ100ထွန်ဆက်လေးပဲဖြစ်ပါတယ်ခင်ဗျတဘာမြင်းကောင်ရီ100လေးကိုထုတ်လုပ်ပေးထားတဲ့ရည်ရွယ်ချက်ကတော့တောင်သူကြီးရဲ့ရေနက်ကွင်းအကျုံကွင်းတွေမှာရေတာအဖြစ်စိတ်ချလက်ချမောင်းနေနိုင်ရန်ရည်ရွယ်ပြီးတော့ထုတ်လုပ်ပေးထားတာဖြစ်ပါတယ်ခင်ဗျဒီချက်လေးရဆိုရင်တော့ဖြစ်လေးလုံးတို့ဖိုးဝီစနစ်အပြင်ဟိုမှာယူချိုင်းအင်ဂျင်ကိုအသုံးပြုပေးတာဖြစ်ပါတယ်ခင်ဗျငင်းငင်းရင်အောင်လေကွင်းထဲမှာမောင်းနေတဲ့တောင်သူတွေအနေနဲ့ကိုရိုလာစနစ်နဲ့ထွန်းဆက်ကိုရွေးချယ်နိုင်တဲ့အပြင်ရုံအားကောင်းကောင်းနဲ့ထွန်းရချင်တဲ့တောင်သူတွေအနေနဲ့လည်းမန်နူရယ်စနစ်နဲ့ထွန်းဆက်ကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ဒီမြင်းကောင်ရီ100ထွန်းဆက်လေးရဆိုရင်ဂီယာအချက်ကြီးကရှစ်ကို16ချက်နောက်ကို8ချက်ထိုးရမှာဆိုတဲ့အတွက်တောင်သူကြီးတွေ300မှာလုံးဝအဆင်ပြေမှာဖြစ်ပါတယ်ခင်ဗျစီရီယက်ကမြင်းကောင်ရီ100ဖြစ်ပြီးတော့ဘာကြောင့်စီစားသက်သာလဲဆိုရင်ကွန်မွန်ရေးအင်ဂျင်ကိုအသုံးပြုပေးထားတဲ့ဖြစ်ပါတယ်နောက်တော့အားသာချက်တစ်ခုကတော့စီရီယက်100ရဲ့အရှိအိမ်ဆယ်ပဲဖြစ်ပါတယ်ခင်ဗျသူ့ရဲ့ဒီဇိုင်းကဆိုရင်ရေနက်ကွင်းအတွက်ကိုတည်တံ့ထုတ်လုပ်ထားတဲ့ဒီဇိုင်းဖြစ်ပြီးရေလုံစည်းများပါဝင်တဲ့အတွက်ပျက်စီးချို့ယွင်းမှုကိုတက်တာစေမှာဖြစ်ပါတယ်မြင်းကောင်ကြီးတဲ့ထွန်ဆက်စီစားတက်တာတဲ့ထွန်ဆက်ကိုမှလိုချင်တဲ့တောင်သူတွေအနေနဲ့ကျွန်တော်တို့ရဲ့ online ဖုန်းနံပါတ်များကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်